န္ဓာကိုယ်အတွက်ပရိုတင်းတက်ပြည့်ဝစေပြီးဥလန်းချောင်းကိုကျန်းမာစေမယ့်မြမရိုးရာဥပုံးရည်လေးကိုအတူတူချက်ကြည့်အောင်နော်ပထမဦးဆုံးကြက်ဥတွေကိုပြုတ်ပြီးအခွန်နှွာထားပါမယ်ပြုတ်ထားတဲ့ကြက်ဥလေးတွေကိုအရာလေးတွေပေးလိုက်ခြင်းအပြင်အရသာတွေဝင်သွားစေလို့ပိုစားကောင်းပါပါကြက်သွန်နီနဲ့ကြက်သွန်ဖြူတွေကိုထောင်းထားပါမယ်မကြီးသီးမဲ့ကိုလည်းရင်နွေးဖြောပါမယ်ပုံရည်ကြီးအနှစ်တွေကိုလည်းရင်နွေးလေးနဲ့ဖြောထားလိုက်ပါထညက်ကိုလည်းပပလှီးပြီးချက်ဖို့အစင်သစ်ပြည့်စေထားလိုက်မယ်ဒဲဦးတဲ့စီအနှဲငယ်ထည့်ပြီးကိုခံစွမ်းအားကိုမြင့်တင်ပေးမယ်ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုရွှေဝါရောင်တန်းလာတဲ့ဒီစီတက်ပေးပါမယ်ကြက်သွန်တွေရွှေဝါရောင်တန်းလာရင်တော့နနွဲမုံငရုတ်သီးစိမ့်နဲ့ပစွန်ချောက်လေးတွေကိုဆက်ထည့်ပြီးမွေးရည်နဲ့အရသာတွေတမသွားအောင်လှိမ့်ပါမယ်ပြီးရင်အရသာအတွက်ငပြရည်အစာကြေစေမယ်မကြီးမဲ့အနှစ်နဲ့တဘာဝအချိုထညက်လေးထည့်ပြီးတမအောင်မှုပေးပါမယ်နောက်ဆုံးမှာပုံးရည်ကြီးအနှစ်ဖြော်ထားတာလေးထည့်လိုက်ပါပုံးရည်ကြီးကငကိုကလေးကအာဟာရရောအရသာရောပြည့်စုံပြီးသားမို့စားငပြရည်အများကြီးထပ်ထည့်စရာမလိုဘူးနော်အရေးကြီးတဲ့ချက်ကတော့ပုံးရည်ကြီးထည့်ပြီးတာနဲ့မီးကိုချက်ချင်းလျှော့ပေးဖို့ပါမဟုတ်ရင်တော့တူးပြီးခါသွားတတ်လို့ပါအနှစ်လေးပွားပွားဆူလာပြီဆိုရင်တော့ပရိုတင်းတက်ပြည့်ဝတဲ့ဥလေးတွေထည့်လိုက်ပါဥမကွဲအောင်ညင်ညင်တသားမှုပြီးမြုပ်သီးစိမ့်လေးအုပ်လိုက်ရင်တော့ရပါပြီလွယ်ကူရိုးရှင်းပြီးအရသာရောအာဟာရပါပြည့်စုံတဲ့မြမရိုးရာဥပုံးရည်ရင်းဖြစ်ပါတယ်အနံ့ရောအရသာပါပြည့်စုံပြီးဥလန်းချောင်းလန်းကျန်းမာစေမယ့်ဥပုံးရည်လေးရပါပြီ